ခမရတခါလေညာပဲအဲ့ခါလေးကြာရင်ဝင်ခဲ့တဲ့ငါးနှစ်လောက်ကမာခဲ့တဲ့အမားတွေကိုပြန်တွေးပြီးတောင်တရနေနေသလားဒါမှမဟုတ်မနေ့ဖြန်ဖြစ်မလာသေးတဲ့ကိစ္စတွေအတွက်ကြိုပြီးစိုးရိမ်နေသလားအလုပ်တစ်ခုစလုပ်တော့မယ်ငါလုံနိုင်ပါမလားသူများတွေကငါ့ကိုဘယ်လိုမြင်မလဲဆိုတဲ့တွေးနေတယ်ဘာမှရှေ့မသက်တော့ပဲဒီအတိုင်းရှိနေသလားအဲ့ဒါကိုအော်ဘာတိတ်နေလို့ခေါ်တယ်အဲ့ဒါခမရဲ့အုံတော်ကိုကာကွယ်ပေးခြင်းလို့စူးစမ်းနေတာဖြစ်ပေမဲ့တကယ်တော့သိရှိကြည့်ခဲ့ထားတယ်လို့ပိတ်မိနေသေးတယ်ဒီနေ့ဗီဒီယိုမှာအဲ့ဒီခမရဲ့အတွေ့အကြုံတွေအတိတ်ကနေဘယ်လိုရှုံးထွက်ရမလဲဆိုတာကိုကျွန်တော်ပြပြပေးတော့မှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ဗီဒီယိုတော့လေးကြည့်ဖို့ပြောချင်ပါတယ်လူတွေကဘာလို့အတွေ့လည်ကြရလဲဆိုတော့သူတို့ဟာကျွန်တော်တို့ရဲ့ထိန်ချောက်မှုကိုလိုချင်ကြလို့ပါအနာဂတ်မှာဖြစ်လာမဲ့စိုးစိုးကိစ္စတွေကိုကြိုတွေးထားရင်ပြင်ဆင်ထားရမယ်လို့ထင်ကြတယ်ဒါပေမဲ့အမေတကယ်တော့ကျွန်တော်တို့ကြုံတွေ့ရမယ်လို့ထင်နေကြတယ်အစိုးစိုးကိစ္စကိုယ်စီကိုယ်ရောက်ရင်တော့ဘာမှဖြစ်မလာဘူးခမကမရှိတဲ့ရင်စုနဲ့တိုက်ပွဲဝင်နေရင်ခမရဲ့ energy တွေကအလားအလာဖြုတ်တင်နေရတဲ့အတူတူပဲခမအတွေ့လည်နေတာကိုကျုံထွက်ရမယ်နေလန်သုံးခုကိုပြောပြပေးတော့မယ်ဖြစ်ပါတယ်ပထမနေလန်ကကြတော့5 second rule ခမရဲ့ကောက်တွေမှာအတွေ့တွေကအချမ်းများလာပြီတခုကိုစားလို့ဝေခွင့်မရဖြစ်နေပြီဆိုရင်4 3 2 1ဆိုပြီးနောက်ပြန်ရေပြီးတာနဲ့ရှစ်ချမ်းအဲ့ဒီအလုပ်ကိုစားလုပ်လိုက်ပါတိုင်းစားကိုအရှိန်မပေးနဲ့အရှန်ကတွေးလည်တာကိုပြက်ပြက်နိုင်တဲ့အကောင်းဆုံးဆေးပဲဒုတိယနေလန်ကကြတော့အခုလက်ရှိအချိန်ကိုပြန်လာပါခမရဲ့ကောက်တွေမှာအတွေ့တွေကအဲ့မှာဒါမှမဟုတ်အနာဂတ်မှာချောက်နေပြီဆိုရင်လက်ကိုပြင်းပြင်းရှူပါခမရဲ့ရှေ့မှာမြင်နေရတဲ့အရာငါကိုကြားနေရတဲ့အသင်လေးခုကိုတတိထားကြည့်ပါခမရဲ့စိတ်ကိုအခုလက်ရှိအချိန်ကိုအတင်းသွေးခေါ်ပါတတိယအချက်ကကြတော့ခမရဲ့ကောက်တွေမှာ၆ချက်ခက်နေတဲ့အတွေ့တွေကိုတောင်းပေါ်မှာအကုန်ရေးချလိုက်ပါခမရဲ့ကောက်တွေမှာရှိနေရင်ပြဿနာကြီးလို့ထင်ရပေမဲ့စာအုပ်ပေါ်ရောက်သွားတဲ့အခါပြဿနာသေးသေးလေးလို့မြင်တွေ့ရပါလိမ့်မယ်ခမအတွဲလည်နေတာကိုရှက်လက်နေတဲ့နေ့ဟာခမတကယ်လက်ရှင်တဲ့နေ့ပဲအမလုံးပြီးမှာကိုမကြောက်နဲ့ဘာမှမလုပ်ပဲထိုင်တွေ့နေတာကအမလုံးပြီးတာတဲ့ပိုပြီးတော့ကြောက်စရာကောင်းတယ်အလုပ်တစ်ခုကိုဆက်လုပ်ဖို့ပါပဲဖြစ်ဖို့မလိုဘူးဒီကတော့စတင်ဖို့ပဲလိုတာပါခမရောအခုဘာကိစ္စကိုအတွဲလည်နေလဲကောမန့်မှာတကူကူရေးခဲ့ပေးပါအဲ့ဒီလိုရေးလိုက်တာနဲ့ခမရဲ့စိတ်ကနေနေပေါ်ပါသွားလိမ့်မယ်ဒီဗီဒီယိုလေးကခမအတွက်အသုံးဝင်တယ်ဆိုရင် like subscribe လုပ်ပြီးတော့ကြားဖို့လွယ်နေတဲ့ခမရဲ့လုံခြုံရေးတွေကိုလေမျှဝေပေးပါ